ဖေဖေတကယ်ကိုအေးဆက်လာတဲ့လူကြံရှမ်းကလည်းတခါတလေဒီလိုနူးညံ့တက်လိမ့်မယ်လို့မထင်ထားမိဘူး။လာကုန်ရင်ငါအမေရဲ့မွေးနေ့ပွဲရှိတယ်။အဲ့ဒီအချိန်တွင်ရှောင်းချံကိုကောင်းကောင်းစောင့်ရှောက်ပေးပါဦး။ဟုတ်ကဲ့ပါတထေးလို့ဧည့်သည်တွေကဒါရှောင်းချံလားမတွေ့တာကြလို့ဒီလောက်တောင်ကြီးသွားပြီလားလူတွေကကလေးကအမြဲငုံနေတတ်တယ်ပြောကြတယ်ကြည်ရတာအရန်လိမ္မာပုံရပါတယ်ကလေးငယ်ကလူတွေအရန်များတယ်ဒါနည်းနည်းကြောက်တယ်။ဒါပေမဲ့မမဒီမှာရှိနေလို့မကြောက်တော့ဘူးဒါအားလုံးဒီကလေးထိန်းမလေးရဲ့ကျေးဇူးကြောင့်လို့ကြားတယ်အရင်ကဆိုရှောင်းချမ်းကတခြားကလေးထိန်းတွေနဲ့ဆိုငိုနေတာအထက်တန်းပဲအောင်တဲ့သူတယောက်ကဘာလုပ်နိုင်မှလဲအန်တီတာကကျမပြောဘူးတဲ့သူလေးဝန်တင်သူကအမေရိကန်ကလက်မှတ်ရကလေးထိန်းကျွမ်းကျင်သူပါအေးမှာ6နှစ်တောင်အလုပ်လုပ်ခဲ့တာအထက်တန်းပဲအောင်တဲ့သူနဲ့ရှင်ရင်အစားပေါင်း1000မကတာပါတယ်ရှိရီငါပြောပြီးပြီမလားရှောင်းချမ်းအခြေအနေကအခုကျမသိတယ်ဒါပေမဲ့ဝန်တင်ကကျွမ်းကျင်သူမို့ရှောင်းချမ်းရဲ့ကြံမာရေးကိုတစ်ခါလောက်စစ်စစ်အကဲဖြတ်ပေးတာပိုကောင်းမလားလို့ပါတခုခုပြဿနာရှိနေတာကိုရှာတွေ့နိုင်မလားလို့သူ့နန်ကအခြားကလေးငယ်တူရဲ့စိတ်အတန်ကိုကြားလိုက်ရတယ်အခြားကလေးငယ်ကနားလိုက်တာသမီးကောင်းလေးကအယမ်းနာတယ်အလင်းရောင်တွေဆူးရှလုံးလို့နာတယ်ဖယ်ပေးကြပါတူနန်ကမင်္ဂလာပါကျမကကလေးထိန်တူနန်ပါရှင်ကလေးနာမည်ကဘသူလဲဟင်တူနာမည်တော်ပါမနက်သေးကအဆက်မပြတ်ငိုနေလို့တော်ခေါင်းဆောင်မိတာမျိုးရှိဘူးလားမရှိပါဘူးနေပါဦးတနေ့ကကလေးကခုတင်ပေါ်ကနေလိမ့်ကြဘူးတဲ့အဲတော့ကမငိုလို့ဘာမှမဖြစ်ဘူးထင်နေတာကလေးငယ်ကနားလိုက်တာအဲ့နေရာကအယမ်းနာတယ်ကလေးကိုအခုချက်ချင်းဆေးရုံကိုခေါ်သွားရမယ်အခုပဲမြန်လုပ်ပါတူနန်ပါကိုဆိုလိုတာလဲတော်ရဲ့အခြေအနေကအခုအယမ်းအနေရများနေတယ်ရှင်တို့ကကျွမ်းကျင်သူတွေဆိုတော့တိမှာပါကလေးငယ်ထိတ်ကဖောင်းနေပြီးအဆက်မပြတ်ငိုနေတာဟာစိတ်ဆိုးတာမဟုတ်ပဲခေါင်းထဲမှာသွေးယိုနေတဲ့လက္ခဏာပဲမနေ့ကခေါင်းဆောင်မိတာအပြင်ပန်းမှာဒဏ်ရာမရှိပေမဲ့အုံနောက်မြေပါအောက်မှာသွေးယိုစိမ့်တာဖြစ်နိုင်တယ်အခုစီတီသွားမရရင်ကလေးတက်ယောဂဖြစ်တဲ့အထိစောင့်မလို့လားရှိတွေကဒီလောက်အထိဆိုးရွားလို့လားတကယ်ပဲဒီလောက်စမ်းကြယ်နေတာလားကျမကြည့်ရတာကြွားလုံးထုတ်နေတာပဲတူနန်ဆိုတာဘသူလဲဒီနာမည်ကိုတခါမှမကြားဘူးကျမကိုမယုံလဲရတယ်ဒါပေမဲ့ကလေးတစ်ခုခုဖြစ်သွားရင်ကျမတို့တွေကဘသူမှတာဝန်မယူနိုင်ဘူးနော်ကောင်းပြီဆေးရုံအခုချက်ချင်းသွားကြရအောင်မြန်အနည်းဆုံးအဆင့်မြင့်ဆေးရုံကြီးကိုသွားပြီးကလေးအုံနောက်အာယုံကျောဌာနမှာအရေးပေါ်ပြသပါလူသူထေးကားနဲ့သွားကြဒရိုင်ဘာကိုလိုက်ပို့ခိုင်းလိုက်မယ်အခုကားပိတ်တဲ့အချိန်ဆိုတော့တက်စီရမှာမဟုတ်ဘူးကျေးဇူးတင်ပါတယ်လူသူထေးဒေါက်တာရှင့်တော်ဘလို့နေလဲမိဘတွေကဘလို့လုပ်နေကြတာလဲကျေးဇူးတင်ပါတယ်သမီးလေးကိုကဲတင်ပေးလို့ကျေးဇူးတင်ပါတယ်မမသားတော်ရဲ့ပြဿနာကိုမသိခဲ့ရင်ကျမတကယ်ကိုတွေးဝင်စရာမရှိဘူးမတ်တက်ရပါအောင်ဒီလိုမလုပ်ပါနဲ့မမသိပါဘူးတော်ကကျမရဲ့အသက်ပဲမမကသမီးလေးရဲ့အသက်တင်မကကျမတို့တမိသားစုလုံးကိုကဲတင်ခဲ့တာပါထားကြပါရှင်တကယ်ပဲဒီလိုလုပ်ဖို့မလိုပါဘူးနောက်ကလေးရဲ့တုတ်ပြန်မှုတွေကိုပို့ပြီးဂယုစိုက်ပါစောစီးသိရှိပြီးကုသဖို့ကအရေးကြီးဆုံးပါပဲလူသခင်ကြီးဒီလိုတော်တဲ့ကလေးထင်းကိုခံထားနိုင်တာအရန်အားကြမိတယ်ဟုတ်ပါတူနန်လိုဂယုစိုက်တတ်တဲ့ကလေးထင်းမျိုးဆိုရင်ဘလောက်ပေးတန်ပါတယ်ဒါကိုပဲမင်းတို့ကကျွမ်းကျင်သူလို့ခေါ်တာလားကြန့်ရှမ်းဒီတခါတော့ဝန်တင်ကပို့ဆသွားလို့နေမှာပါတူနန်ကကန်ကောင်းသွားယုံတင်တော်ဆန်းတူနန်မင်းဘလို့လုပ်ပြီးတော်မှာပြဿနာရှိနေတာကိုသိတာလဲဆိုတာလူတိုင်းကိုပြောပြလိုက်စမ်းငယ်ထိပ်ပေါင်းတာအဆက်မပြတ်ငိုတာနဲ့ချော်လဲဘူးတဲ့ရာဇဝင်ရှိတာတွေဟာကလေးထူးကုဌာနရဲ့အခြေခံဗဟုသုတတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒီမှာရှိနေတဲ့ကျွမ်းကျင်သူ၄ယောက်လုံးကတယောက်မှဒါကိုသတိမထားမိကြဘူးသူတို့တွေ theory တွေအပေါ်ညှင်းခုန်နေရလို့အလုံးရှုံနေကြပုံရတယ်အခုကောနန်ကန်ကောင်းလို့ထင်နေတော့မဲလားကြန့်ရှမ်းကျမတူနန်ဒီနေ့ကစပြီးမင်းလာစာကိုတလတသိန်း160ကျော်အထိတိုးပေးမယ်ဒါအပြင်အခုကစပြီးရှောင်းချံကိုပြုစုဆောက်ရှောက်မဲ့အစီအစဉ်မှန်သမျှကိုမင်းတယောက်တည်းကပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဘသူခွင့်ပြုချက်မှယူစရာမလိုဘူးကြန့်ရှမ်းဒါဘလို့ဖြစ်နိုင်မှာလဲသူကငါပြောတဲ့အတိုင်းလုပ်တော်ကိုအနားယူခိုင်းလိုက်ပါဦးပြင်းပြင်းထန်ထန်မလှုပ်ရှားပါစေနဲ့စားတာတောက်တာလဲပေါ့ပပပဲကြွေးပါနော်မှတ်ထားပါပြီစိတ်ချပါရှင်တူနန်နင်ဆောင်ကြည့်နေလိုက်ငါဒီကိစ္စကိုဒီအတိုင်းလွှတ်မထားဘူးဟဲလို့ရှင်းနေကြလားကျမကိုအလုပ်တစ်ခုကူလုပ်ပေးစမ်းပါဟုတ်တယ်အခုချက်ချင်းပဲတူနန်ကိုလူအိမ်တော်ကနေလုံးဝပျောက်ကွယ်သွားအောင်လုပ်ပစ်ချင်တယ်မင်္ဂလာပါတူနန်ဒီနေ့ဘာသုံးဆောင်မလဲမိဖို့ချောင်းကိုအထူးပြင်ဆင်ခိုင်းလိုက်ပါမယ်ဟုတ်အကောင်းဆုံးဟင်းလျာတွေကိုနန်းအတွက်ပြင်ဆင်ပေးလိုက်စမ်းပါလူတိုင်းဒီနေ့ဘာဖြစ်နေကြတာလဲအားလုံးဆေးမတောက်ထားသလိုပဲမမတော်ကိုကဲတင်ခဲ့လို့နေမှာပေါ့ဖေနဲ့အဖွားကမမကိုအရန်ချီးမွမ်းနေကြတာရှောင်းချန်လဲအကုန်ကြားတယ်နော်ဒီကလေးလေးကတနေ့တခြားစကားတွေပိုတက်လာပါလားအဲ့အချိန်ရှိနေရောက်လာပြီးမင်္ဂလာပါကျွန်တော်ကလင်းရှိဥပဒေအကျိုးဆောင်လုပ်ငန်းကရှေ့နေပါမလင်းရှိရဲ့ကိုစားလာရောက်တာပါဒါကတော့တရားဝင်အလုပ်သမားဆက်ဆံရေးစစ်ဆေးမေးမြန်းလွှာဖြစ်ပါတယ်စစ်ဆေးမေးမြန်းလွှာဟုတ်လားဘာကိစ္စလဲအိမ်တွင်းဝန်ဆောင်မှုဝန်ထမ်းများစီမံခန့်ခွဲမှုစီးမြင့်ရငွေကင်းစကလေးထိန်းတွေဟာသက်ဆိုင်ရာအရေးချင်းလက်မှတ်တွေအပြည့်အစုံရှိရပါမယ်။ဒါပေမဲ့လက်ရှိမတူညံ့ဟာတရားဝင်ကလေးထိန်းလက်မှတ်တစုံတရာမပြသနိုင်ပါဘူး။တူနန်ကဒါဆိုဘာဖြစ်လဲ။ဒါကြောင့်လူမိသားစုရဲ့အကျိုးစီးပွားကိုကိုစားပြုပြီးလင်းရှိတွေကတူနန်နဲ့လူမိသားစုအကြားအလုပ်သမားစာချုပ်ကိုရက်စဲဖို့တောင်းဆိုပါတယ်။လူမိသားစုကငင်းဆန်ရင်တော့ကျွန်တော်တို့ဈေးကွက်ကြီးကြပ်ရေးဦးစီးဌာနကိုတိုင်ကြားပါမယ်ကလေးငယ်ကလည်းတားမမနဲ့မခွဲခြင်းဘူးလိမ့်မှာပါတယ်။ဥပဒေစာရန်ကတကယ်ကိုတင်းကျပ်လွန်းတဲ့တစိမ့်တုံးလဲပါနေတော့ဒါကစားစရာမဟုတ်ဘူးသခင်ကြီးလူစီပို့ပေးလိုက်မယ်ဘာကိုပို့မှလဲလူသက်ခင်ကြီးဒါကလင်းရှိရီပို့လိုက်တဲ့အလုပ်သမားစစ်ဆေးမေးမြန်းလွှာတဲ့လင်းရှိရီမင်းကိုတရက်အချိန်ပေးမယ်အခုချက်ချင်းဥပဒေရုံးကစာကိုပြန်ရုပ်သိမ်းလိုက်ကျန်ရှမ်းကျမတူနန်ကိုစုံစမ်းပြီးပြီသူအသက်9နှစ်6နှစ်အရွယ်ကကိုရေးရာဇဝင်တောင်မရှိဘူးအထက်တန်းအောင်လည်းပြောပေမဲ့မူလာရမ်းပဲပြီးခဲ့တာလည်းဖြစ်နိုင်တယ်ဒီလိုနောက်ခံမရှင်းတဲ့သူကိုရှောင်းချန်နားမှာမထားနိုင်ဘူးဒါနောက်ဆုံးအချိန်ပဲဖုံးချသွားတော့ကျန်ရှမ်းဘာဖြစ်လို့လဲကျန်ရှမ်းကဘာလို့သူ့ကိုပဲကာကွယ်ပေးနေရတာလဲကိုကျန်ရှမ်းနားမှာရှိနေရမယ့်သူကကျမပဲဖြစ်ရမယ်တူနန်နေစောင့်ကြည့်နေလိုက်ရှိနေခြင်းအဲ့ဒီစာကိုပြန်ရုပ်သိမ်းလိုက်ပါဟုတ်ကဲ့လူသူထေး
မလင်းကစာကိုပြန်ရုပ်သိမ်းလိုက်ပါပြီကျွန်တော်ပြန်ခွင့်ပြုပါဦးကျေးဇူးတင်ပါတယ်လူသူထေငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူးကျေးဇူးတင်ခြင်းရင်မင်းရဲ့ကိုယ်ပိုင်ရေးချင်းကိုပဲကျေးဇူးတင်လိုက်ပါလူသားခင်ကြီးမကောင်းတော့ဘူးကျွန်တော်အခုပို့လိုက်တဲ့ post ကိုကြည့်လိုက်ပါဦးပတ်စံရှိတိုင်းကလေးကိုဒီလိုမကစားတင်ဘူးအထက်တန်းအဆင့်ပဲရှိတဲ့ကလေးထိန်းလားဒီအလုပ်ရဲ့စံနှုန်းကဘယ်တော့မှဒီလောက်နေသွားတာလဲတနာရီတွင်ဒီ post ကိုအင်တာနက်ပေါ်ကနေလုံးဝပျောက်ကွယ်သွားအောင်လုပ်လိုက်ပြီးတော့လူအုပ်စုရဲ့ဥပဒေရေးရာဌာနကိုအကြောင်းကြားပြီး post တင်တဲ့သူကိုတရားစွဲဖို့စာပို့ခိုင်းလိုက်သူကိုတန်ဖိုးကြီးပေးဆက်ခိုင်းမယ်ခြေမှန်နဲ့တွေးကြည့်ရင်တော့ဘယ်သူရေးလဲသိနိုင်ပါတယ်ဥပဒေစာပြန်ရုပ်သိမ်းပြီးတာနဲ့ချက်ချင်းပဲအင်တာနက်မှာဒီလို post တက်လာတာကိုလင်းရှိ၍မင်းတကူတော့လွဲသွားပြီးလူအုပ်စုရဲ့ဥပဒေရေးရာဌာနကနင်းမိသားစုထက်အစတစ်စက်မကပိုတန်ပါတယ်ရှောင်းချန်ကမင်းဝစ်စားတွေကိုဖတ်ထားမှအိပ်ပျော်တာကလေးတွေကသူတို့ရဲ့စိတ်ခံစားမှုမိကိုတာအပေါ်အရန်တွေ့တာတက်ကြတယ်လေဖုန်းမီလာဒီသတင်းထောက်ကမင်္ဂလာပါတုနန်ကြတော့ကဟွာရှင်းသတင်းစာကသတင်းထောက်ကအင်တာနက်မှာပြန့်နေတဲ့ post နဲ့ပတ်သက်ပြီးအင်တာဗျူးကျင်လို့ပါကျန်းကလေးကိုခဏလောက်ချိန်ပေးပါဦးတုနန်နောက်ဆုံးတော့ဖုန်းဖြေပြီးပေါ့ရှင်ဘသူလဲဘာလို့ကြမစီဖုန်းခေါ်နေရတာလဲကြမအလုပ်ကိုအရန်နှောက်ယှက်နေပြီနော်ကျွန်တော်ကမြို့ပြကလေးပြုစုပြောထောင်ရေးမဂ္ဂဇင်းကအယ်ဒီတာပါကျွန်တော်နာမည်ကထွန်းပါတူညက်ရဲ့အလုပ်ကိုနှောက်ယှက်မိတာတောင်းပန်ပါတယ်အခုတူညက်ကအရန်နာမည်ကြီးနေလို့ပါနာမည်ကြီးနေတယ်ဟုတ်လားဘာကိုဆိုလိုတာလဲအယ်ဒီတာကအထက်တန်းပဲအောင်နဲ့ကလေးထင်းအကြောင်း post ကိုကျွန်တော်တို့သတိထားမိပါတယ်ဒါပေမဲ့ကြက်တော်တို့ကတူညက်ကိုဒုက္ခပေးဖို့မဟုတ်ပါဘူးစန့်ကျင်ဘက်အနေနဲ့မတူညက်အကြောင်းကိုကောင်းမွန်တဲ့ဘက်ကရေးသားခြင်းလို့ပါဒီတော့စောစောကဖုန်းတွေကသတင်းထောက်တွေပေါ့အယ်ဒီတာထူးခြားတဲ့ဘွဲလက်မှတ်မရှိတဲ့ကလေးထင်းတယောက်ကသူ့ရဲ့ကိုယ်ပိုင်ရေးချင်းနဲ့ဒီနယ်ပယ်မှာဘလို့ရက်တည်ခဲ့လဲဆိုတာသိကျင်လို့ပါဒါကတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်တစ်ပုဒ်ဖြစ်လာမှာပါကျမအင်တာဗျူးမခံချင်ပါဘူးအယ်ဒီတာကမငင်းပါနဲ့ဦးတော်တော်ရဲ့ကိစ္စကအင်တာနက်မှာတအားပြန့်နေတာသိလားဘာဖြစ်လို့လဲဟင်တော်တော်ရဲ့မိဘတွေကကလေးကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း post တင်ထားတာအဲ့ဒီ post ကိုလူတွေအရန်စိတ်ဝင်စားနေကြတယ်ပြီးတော့အဲ့ဒီကလေးထိန်းမလေးနဲ့အထက်တန်းပဲအောင်တဲ့ကလေးထိန်းကတယောက်တည်းပဲဆိုတာလူတွေရိပ်မိသွားကြပြီဒါပေမဲ့ကျမအင်တာဗျူးမခံချင်ပါဘူးသူနဲ့ပြန်စဉ်းစားပေးပါဦးနော်ဟဲလိုသူနဲ့မင်းတကယ်ပဲနာမည်ကြီးသွားပြီလင်းရှိပြီးတော့တွေးမိမှာမဟုတ်ဘူးသူတမင်ငါပြီးရေးခိုင်းတဲ့ပုတ်ခတ်တဲ့ post ကတော်တော်မေမေရဲ့ကျေးဇူးတင်တော် post ကိုပို့ပြီးလူသိများအောင်ကူညီပေးတယ်လို့ဖြစ်သွားတာဘာဖြစ်လို့လဲလူတွေကနာမည်ကြီးရင်ပြောကြတာကိုမင်းကဘာလို့ဒီလောက်တည်ငြိမ်နေရတာလဲလူသက်ခင်ကြီးကြမနာမည်မကြီးချင်ဘူးနာမည်ကြီးရင်ကြမရဲ့စိတ်တန်ကြားနိုင်တဲ့စွမ်းရည်ပေါက်ကြားသွားမယ့်အနေအပိုများလာလိမ့်မယ်တမီးအေးအေးဆေးဆေးပဲအလုပ်လုပ်ချင်တယ်အခုကမင်းနာမည်ကြီးချင်လားမကြီးချင်ဘူးလားဆိုတာအရေးမကြီးတော့ဘူးမင်းကနာမည်ကြီးနေပြီးသူများတွေမင်းเจ้าကိုလိုက်တူးဆွာတာထက်ကိုဘာသာကိုအမှန်တိုင်းထုတ်ပြောလိုက်တာပိုကောင်းတယ်ဒါပေမဲ့ကြမလူရှိမထွက်ချင်ဘူးငါကိုယ်တိုင်မင်းနဲ့အတူလိုက်ခဲ့ပေးရင်ကောလူအုပ်စုရဲ့မိခင်နှင့်ကလေးအမှတ်တစိတ်အစင်းမြင့်တင်ရေးအစီအစဉ်အတွက်ကျွန်တော်တို့မှာတကယ်ဖြစ်ရမှန်ဇလန်တပုတ်လိုအပ်နေတယ်မင်းနဲ့ရှောင်းချန်ဇလန်ကဘယ်ကြော်ညာထက်မဆိုပိုပြီးစီးယုံနိုင်စွမ်းရှိတယ်